မျိုးသမီးတွေရာသီလာစဉ်မှာနာကျင်ကြိုက်ခဲတဲ့အခါမျိုးမှာမီဖန်နမစ်အက်ဆစ်ဆိုတဲ့ဆေးကိုအလွယ်တကူခွဲတောင်းနေကြတယ်ဟုတ်အဲ့တော့ဒီနေ့မှာတော့ဒီဆေးရဲ့အလုပ်လုပ်ပုံကဘယ်လိုမျိုးရှိလဲသူ့ရဲ့ကောင်းကျိုးဆိုးကျိုးတွေကဘာလေးရှိလဲဆိုတာကိုပြောပြပေးပါမယ်အရင်ဆုံးဒီမီဖန်နမစ်အက်ဆစ်ဆိုတာကကြတော့ non-steroidal anti-inflammatory drug ဆိုတဲ့ NSAIDs အုပ်စုဝင်အမျိုးအစားဆေးတစ်ခုဖြစ်ပါတယ်။သူ့ရဲ့လုံးလုံးပုံကကြတော့သူကခန္ဓာကိုယ်ထဲမှာနာကျင်မှုကိုဖြစ်စေတဲ့ prostaglandin ဆိုတဲ့ဓာတ်တွေထွက်တာကိုတားဆီးပေးပြီးတော့နာကျင်ကြိုက်ခဲတာကိုသက်သာစေပါတယ်။အဲ့တော့သူကဘယ်လိုနေရာတွေမှာအသုံးဝင်လဲဆိုရင်သွားကြိုက်တာအမျိုးသမီးတွေရာသီလာတဲ့အခါမှာကြိုက်ခဲနာကျင်တာခွဲစိတ်ပြီးလို့နာကျင်တာကြွက်သားနာတာတွေကိုသက်သာစေပါတယ်။ဒီတိုင်းမှာတော့ဘေးထွက်ဆိုးကျိုးတော့ရှိတတ်ပါတယ်။အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကကြတော့ရင်ပူတာ၊ဗိုက်အောင်တာ၊ခေါင်းမူတာမျိုးတော့ဖြစ်တတ်ပါတယ်။သတိထားမှာကြတော့ကြောက်ကက်ယောဂအခန်းရှိတဲ့သူတွေနှလုံးယောဂအခန်းရှိတဲ့သူတွေအစာအိမ်ယောဂအခန်းရှိတဲ့သူတွေဒီဆေးကိုလုံးဝမတောက်သင့်ပါဘူး။အစာအိမ်သွေးယိုစီးတာအထိဖြစ်နိုင်ပါတယ်။ပြီးတော့ဒီဆေးကိုတောက်တဲ့အခါမှာအစာစားပြီးမှတောက်တင်ပါတယ်အစာအိမ်ကိုထိခိုက်စေနိုင်လို့ပါအစားတောက်ခြင်းမှာတော့900မီလီဂရမ်ကနေစပြီးတော့ဆေးရဝင်သို့မဟုတ်ဆေးဝါးပညာရှင်တွေရဲ့ညွှန်ကြားချက်အတိုင်းတောက်လို့ရပါတယ်အဲ့တော့မီဖန်နမစ်အက်ဆစ်ဆိုတာကြတော့ကြိုက်ခဲမှုနာကျင်မှုတွေကိုသက်သာစေတဲ့ဆေးတစ်မျိုးဖြစ်ပါတယ်အဲ့တော့ဗာဆေးဖက်တောက်ဆေးရဝင်သို့မဟုတ်ဤစိတ်ရာဆေးဝါးပညာရှင်တွေရဲ့ညွှန်ကြားချက်အတိုင်းတောက်ဖို့လိုပါတယ်နော်အားလုံးပဲကြမှာကြပါစေ